မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ29ရက်နေ့တနင်္ဂနွေနေ့မေယုချန်တဲ့မြန်မာဘာသာပြန်အစီအစဉ်မှကျမလှလှဝင်းပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းကားကြောင့်မောင်ကျော်မှရိုဟင်ဂျာတွေစစ်မှုထမ်းဖို့ဖိအားပေးချင်းချောက်ခံနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါကြရခိုင်ပြည်နယ်မောင်ကျော်မြို့နယ်မှာဌာနေတိုင်းရင်းသားရိုဟင်ဂျာတွေရရွာတွေအလိုက်လူငယ်30-50ရောက်စီမဖြစ်မနေအေးတက်ဖွဲ့ထဲပူးပေါင်းပါဝင်ကြရန်ဧပြီလ24ရက်နေ့တွင်ရက်ကြီးအုပ်ချုပ်ရေးမှုတွေနဲ့ပြုလုပ်ခဲ့တဲ့အစည်းအဝေးအတွင်းအေးဗျူဟာမှုကညွှန်ကြားခဲ့ပြီးနောက်အေးဖွဲ့စည်းထားတဲ့ဂျူရီအဖွဲ့ကတောက်ကြနဲ့ဂျွန်မာနေ့တွင်ပလီတိုင်းကိုတွားပြီးရိုဟင်ဂျာတွေကိုမဖြစ်မနေစစ်မှုထမ်းဖို့ဖိအားပေးစည်းရုံးနေတာတွေချိန်ချောက်နေတာတွေတောက်လျှောက်ပြုလုပ်လျက်ရှိနေတယ်လို့ဒေသခံရိုဟင်ဂျာအပိုင်းအဝိုင်းက MDN ကိုပြောပြချက်အရသိရပါတယ်AAULA ကရိုဟင်ဂျာတွေကိုစီးရုံနိုင်အောင်ရည်ရွယ်ပြီးရိုဟင်ဂျာတွေဖြင့်ဂျူရီအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းထားတဲ့အဲ့ဒီဂျူရီအဖွဲ့ကိုဦးဆောင်သူတွေမှာဘူးတီတောင်ညောင်ချောင်းကဆရာပါဆယ်အေမှာ3ပွင့်ပို့ကြီးစီယုံရေးမှုဆရာမမတ်နူဘူးတီတောင်မြို့နယ်တရားရေးမှုရတိတောင်စိတ်ကုံတိုင်ကဆရာဆွေရတူအာမေ2ပွင့်ပို့ကြီးတွေဖြစ်ပါတယ်သူတို့ဂျူရီအဖွဲ့ကကြီးမှုပြီးရိုဟင်ဂျာရက်ရွာတွေကိုလာပြီးတော့ဟောပြောစည်းရုံးနေတဲ့ရခိုင်ပြည်လူမျိုးရေးအတွက်ပြည်သူအလုံးရဲ့တောင်းဝင်ဖြစ်တာကြောင့်နှွေဦးတော်လန်ရေးမှာဘူးတိတောင်မြို့နယ်မှာရိုဟင်ဂျာတွေအများအပြားပါရှိတယ်လို့မောင်ကျော်ဘက်မှလည်းရိုဟင်ဂျာလူငယ်တွေအေးတက်ဖွဲ့တဲ့ပူပေါင်းပါဝင်ကြရန်မရှိမဖြစ်အရေးတကြီးလိုအပ်တယ်ရက်ွက်ကျွေးရွာတွေအလိုက်လူငယ်တွေ30-50ရောက်စီပူပေါင်းပါဝင်ကြပါအမျိုးသားဆိုရင်အသက်18ကနေ45နှစ်အကြာအမျိုးသမီးဆိုရင်အသက်18ကနေ35နှစ်အကြာလို့သတ်မှတ်ထားတဲ့အနည်းဆုံး45ရက်စီစစ်တင်နဲ့တက်ရမယ်ပြီးမှတိုင်ပြည်ကကွယ်ရေးနဲ့လုံခြုံရေးလုပ်ငန်းတွေစတင်တော့မယ်AAULA အကြီးအကဲတွေကငါတို့ကိုပထမအကြိမ်အဖြစ်အနုနီနဲ့စီးရုံဖို့ဆေးလွတ်လိုက်တာဖြစ်တယ်လို့လူတွေကပြောတယ်အနုနီနဲ့မရရင်နောက်တစ်ကြိမ်အကျိုးဆက်တွေဘလို့ဖြစ်လာမလဲမသိဘူးအေကဘာတွေဆက်လုပ်လာမလဲနောက်ဆုံးမှာမင်းတို့ကငါတို့ဂျူရီအဖွဲ့ကိုအပြစ်တင်လို့မရအောင်ကြိုတင်အသိပေးသွားတာဖြစ်ကြောင်းပြီးအားပေးချိန်ချောက်နေတယ်လို့မောင်တော်ဒေတာခန့်တွေကဆိုကြပါတယ်တချို့ကတော့အခုအေရဲ့စစ်တင်တဲ့ကြောင်းမှာမိမိတို့စနမပါပဲအသိအာတမဆင်းလို့ခန့်ရမှာကိုစိုးရိမ်နေကြရတယ်တချို့ကတော့ဇနီးသားမယားရှိပြီးတော့တွားကျင်တဲ့ဆန္ဒလည်းမရှိကြဘူးသူတို့ဇနီးတွေကလည်းခွင့်ပြုမှာမဟုတ်ဘူးသူတို့ကအိမ်အောင်ဦးစီးဆိုတော့လေမိသားစုရဲ့စာဝတ်နေရေးအတွက်အဓိကရှာဖွေကျွေးမွေးနေရတဲ့ဆိုတော့အခုလို AAC မှာစစ်တင်နဲ့တက်ရမယ်ဆိုရင်အိမ်မှာစာဝတ်နေရေးဒုက္ခရောက်ကုန်မှာပေါ့ဘယ်သူမှမလွန်ဆန်ရဲကြဘူးကြည်ပါလားစစ်တင်နဲ့တက်ဖို့ပုတ်ခံရတဲ့နေ့ကစပြီးတော့မိသားစုညီအကိုမောင်နှမတွေနဲ့အဆက်အသွယ်မရတော့ဘူးသူတို့တင်နဲ့တက်ပြီးတဲ့ဆိုရင်လေဘလို့အခြေအနေတွေလာအောင်မလဲဆိုတာမသိသေးဘူးအရင်ကကြားသိရတာတွေမှာတင်းနှင်းစိမ့်ပြီးတဲ့လူတွေကိုစစ်မြေပြင်ကိုတန်းပို့တာတွေမိသားစုနဲ့အလန်းဝေးတဲ့နေရာတွေမှာတန်းပို့တာတွေလုပ်ကြတယ်လို့သိရတယ်။အခုလည်းဒီလိုပဲတင်းနှင်းစိမ့်ပြီးတော့သူတို့ကိုရွာမှာပြန်ပို့မယ်ဆိုတာတော့အယုံကြည်မရှိဘူး။သူတို့လုပ်နေကြအရင်လမ်းစဉ်အတိုင်းပဲလုပ်နေမှာပဲ။ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေရဲ့အကြောင်းပြတာကကျေးရွာလုံခြုံရေးအတွက်ကောင်းဖို့ကိုအခုလိုရိုဟင်ဂျာလူငယ်တွေဆင်လို့ရမှာဖြစ်တယ်ဆိုပြီးတော့ပြောခဲ့ပေမဲ့AAULA အကြီးအကဲတွေနဲ့နီးစပ်သူတဦးရဲ့အသွင်သတင်းအရအခုတော့စူဆောင်းနေတဲ့ရိုဟင်ဂျာလူငယ်တွေကိုကြောက်ဖြူနဲ့စစ်တွေမြို့သိမ်းတိုက်ပွဲအတွက်အသုံးပြုဖို့ဖြစ်တဲ့အတွက်ရိုဟင်ဂျာတွေစစ်မှုထမ်းရမှာကိုညှင်းဆန်ပြီးထောက်ပေါက်ရှာနေတယ်လို့ဒေသခံတဦးကပြောပါတယ်ရိုဟင်ဂျာကောင်းဆောင်တွေနှုတ်ဆက်မနေကြသင့်ဘူးရိုဟင်ဂျာတွေဟာဟိုရွာကဒီရွာကိုတောင်မိမိတဘောနဲ့တွားခွင့်မရတဲ့လက်ရှိအနေအထားမှာရှိနေတယ်ဒီပိတ်လောင်ခံထားရတဲ့ရိုဟင်ဂျာတွေကိုအေကအတင်းလုံအားပေးခိုင်းတာတွေအတင်းစစ်မှုထမ်းဖို့ကြိုးပမ်းတာတွေဥပဒေမဲ့ဖမ်းဆီးတာတွေဇက်တိုက်လုပ်နေတယ်နောက်ပြီးအလေးအနက်ထောက်ပြခြင်းတာကရိုဟင်ဂျာရွာတွေမှာအခုလက်ရှိနေထိုင်ကြသူတွေအားလုံးလောက်ဟာပြင်းစရာမြေလည်းမရှိကြဘူးခိုင်းတာလို့တောင်းတာပေးတိုက်ရင်ခံနေရတဲ့ခေါင်းဆောင်မဲ့တာမန်စင်းရဲသားတွေဖြစ်တဲ့အတင်းအဓမ္မစစ်မှုထမ်းခံရမှာကိုကြောက်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ထွက်ပြေးဖို့ထွက်ပေါက်ရှာနေတယ်လို့ဒေသခံတွေဤပြောပြချက်အရသိရပါတယ်